အားလုံးမင်္ဂလာပါကျွန်တော် Everything Awesome Season တွေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ဒေါက်တာဝေယံပါပြီးခဲ့တဲ့တစ်ပတ်တုန်းကကျွန်တော်တို့ဒီစီးကြောက်တယ်ခြင်းနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးသွားခဲ့တယ်ပေါ့နော်အဲ့ဒီမှာဘယ်လိုလက္ခဏာတွေစီးကြောက်တယ်လို့ရှိရင်ဘယ်လိုလက္ခဏာတွေဖြစ်တတ်လဲနောက်ပြီးလို့ရှိရင်စီးကြောက်တယ်လို့ရှိရင်ဘယ်လို treatment တွေရှိလဲပေါ့နော်ဒါလေးနဲ့ပတ်သက်ပြီးတော့အနေငယ်ရှင်းပြပေးသွားခဲ့တယ်ဒီတစ်ပတ်မှာတော့ကျွန်တော်ဒီစီးကြောက်မတည့်အောင်ကျွန်တော်တို့ဘယ်လိုအစားအသောက်တွေကိုရှောင်ရမလဲနောက်ပြီးလို့ရှိရင်စီးကြောက်မတည့်အောင်ဘယ်လိုအစားအသောက်တွေကိုစားတောက်ပေးရမလဲပေါ့နော်ဒါလေးနဲ့ပတ်သက်ပြီးတော့ထပ်မံပြီးတော့ဆွေးနွေးပေးသွားခြင်းပါတယ်အားလုံးပဲနားထောင်ကြည့်ကြပါကျွန်တော်တို့အဓိကအချက်နှစ်ချက်ရှိရပါတော့အချက်နှစ်ချက်ကပါလဲဆိုလို့ရှိရင်အဝင်များတာနဲ့အထွက်နေတာအဝင်များတယ်ဆိုတော့ခန္ဓာကိုယ်ရဲ့ကိုစီးကြောက်တည်စေတတ်တဲ့အစားအသောက်တွေများများစားတောက်မယ်ဆိုလို့ရှိရင်လည်းစီးကြောက်တည်တတ်တယ်နောက်အထွက်နေတာကကြတော့ကျွန်တော်တို့ဒီခန္ဓာကိုယ်ထဲမှာစီးကြောက်တွေပုံလာတာကိုမစွန့်ထုတ်နိုင်ဘူးဆိုလို့ရှိရင်လည်းစီးကြောက်တယ်ဖို့ chance ကပိုပြီးတော့များတယ်နော်အဲ့တော့အထွက်နေတဲ့ဥစ္စာကိုဘယ်လိုဖြေရှင်းမလဲဆိုတော့ကျွန်တော်ရှင်းတယ်ကျွန်တော်ရေများတောက်ဖို့လိုရပါတော့ရေများတောက်တော့ခန္ဓာကိုယ်ကနေရေကဆေးချသွားတယ်လို့မျိုးဒီကြောက်ကက်ကနေအမှုန်လေးတွေပါလို့ရှိရင်လည်းဒီစီးသွားလိုက်ပြီးတော့အဲ့အမှုန်လေးတွေကပြန်ပါသွားနိုင်တယ်ပေါ့နော်အမှုန်လေးတွေကအမှုန်တမုံစုစုလာလို့ရှိရင်ကြောက်ခဲဖြစ်သွားတတ်တယ်ပေါ့နော်အဲ့တော့ကြောက်ခဲအဆင့်ကိုမရောက်ခင်မှာအမှုန်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့စီးထဲမှာပါသွားဖို့က chance ကအရန်လွယ်ဒါကြောင့်ရေများများတောက်ဖို့လိုတယ်အဲ့တော့မေးစရာရှိရရေဘယ်လောက်တောက်မလဲတချို့ကပြောကြတယ်ရေတစ်နေ့ကို၄ခွက်တောက်တယ်6ခွက်တောက်တယ်8ခွက်တောက်တယ်ရေတစ်ဘူးတောက်တယ်2ဘူးတောက်တယ်စသဖြင့်ပေါ့နော်အဲ့တော့ဟိုအတိအကျစင်းဒီစစ်တမ်းနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တယောက်နဲ့တယောက်မတူဘူးပေါ့နော်ကိုယ်ခန္ဓာကိုယ်ရဲ့ဒီအလေးချိန်ရဲ့အသက်အရွယ်ရဲ့ကိုယ်မှာဘာယောဂအခြေအနေဘာယောဂအခန်းရှိလဲဒါတွေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ရေတစ်နေ့ကိုဘယ်လောက်တောက်တင်လဲဆိုတာကိုဆရာဝန်တွေကသတ်မှတ်ပေးကြရပါတော့ဒါပေမဲ့များသောအားဖြင့်ပုံမှန်တာမန်ကျန်းမာနေတဲ့လူတစ်ယောက်ကတစ်နေ့ကိုရေတဘူးခွဲကနေ2ဘူးထိတောက်တင်တယ်အဲ့တော့1.5လီတာကနေ2လီတာလောက်2လီတာလောက်ထိတောက်တင်တယ်ပေါ့နော်နောက်တစ်ခုကကိုယ်ခန္ဓာကိုယ်ထဲမှာရေလိုအပ်နေလားမလိုအပ်နေဘူးလားဆိုတာကိုဘယ်လိုကျွန်တော်တို့ချိန်ထိုးလို့ရလဲဆိုလို့ရှိရင်စီးအယောင်ကြည့်လို့ရတယ်စီးအယောင်ကနီးရဲပြီးတော့ရေနွေးချမ်းအကြရောင်လို့ဖြစ်နေပြီးတော့ကျင်းသေးတယ်ဒီလူကရေလိုတယ်နောက်တစ်ခုကဒီစီးအယောင်ကပုံမှန်ဆိုလို့ရှိရင်ဘယ်လိုအယောင်ဖြစ်ရမလဲဆိုတော့ကျွန်တော်တို့ဒီကောက်ရိုးချောက်အယောင်မျက်ချောက်အယောင်ပေါ့နော် straw color လို့ခေါ်တယ်အဝါနုရောင်မျိုးဆိုလို့ရှိရင်တော့ဒီလူကရေတိတ်ပြီးတော့မလိုအပ်ဘူးစီးရောင်ကလုံးဝကြည်နေတယ်ရေလိုပဲကြည်နေတယ်ဆိုလို့ရှိရင်တော့ဒီလူကရေဓာတ်မလိုအပ်ဘူးပေါ့နော်သူခန္ဓာကိုယ်မှာရေဓာတ်ကလုံလောက်နေဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးကိုသွားတဲ့စီးရောင်ပေါ်မူတည်ပြီးတော့ရေလိုလားမလိုလားဆိုတာကိုတွက်ချက်ကြည့်လို့ရတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့အစားအသောက်နဲ့ဆိုင်တယ်အစားအသောက်မှာဘယ်လိုအစားအသောက်ကိုရှောင်ရမလဲပေါ့နော်ဒီနေရာမှာကျွန်တော်တို့ထပ်ပြီးရရှင်းရမှာဗာလဲဆိုလို့ရှိရင်တခါမှကြောက်မတည်ဘူးတဲ့လူနဲ့ဒီကြောက်ခဏခဏတဲတဲ့လူနဲ့ကျွန်တော်တို့ဘာကွာသွားလဲဆိုတော့ခဏခဏစီးကြောက်တဲတဲ့လူကိုကျွန်တော်တို့ကစီးရဲမှာဒီသူ့ရဲ့ကြောက်ကိုတက်ခွဲကြည့်လို့ရတယ်တက်ခွဲကြည့်တဲ့အခါမှာဒီလူမှာ calcium oxalate stone ခဏခဏဖြစ်နေရဆိုလို့ရှိရင်အဲ့ဒီလူက calcium oxalate ပါတဲ့ oxalate များတဲ့အစားအသောက်တွေကိုရှောင်ရမယ်အဲ့လိုမဟုတ်ဘူး uric acid များတဲ့ကြောက်တွေများခဏခဏဖြစ်နေရဆိုလို့ရှိရင် uric acid များတဲ့အစားအသောက်တွေကိုရှောင်ရမယ်ပေါ့နော်အဲ့တော့ကိုဘာကြောက်ခဏခဏတဲလဲပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကဘယ်လိုအစားအသောက်ကိုရှောင်ရမလဲဆိုပြီးတော့အကြံဉာဏ်ပေးရတယ်ပေါ့နော်အဲ့လိုမဟုတ်ဘူးနောက်တစ်ခုကကြတော့ဒီတစ်ခါမှစီးကြောက်မတဲဘူးတဲ့လူဆိုရင်တော့ကျွန်တော်တို့ဘာတွေရှောင်ရမလဲပေါ့နော်ဘာတွေရှောင်ရမလဲဆိုတော့ generally ကတော့ကျွန်တော်တို့လူတွေမှာတော်တော်များများစီးကြောက်တဲပြီးဆိုလို့ရှိရင် oxalate များတဲ့အစားအသောက်တွေကြောင့်တဲတာများတယ် oxalate stone တွေများတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က oxalate များတဲ့အစားအသောက်တွေကိုရှောင်သင့်တယ်နောက်ဂေါက်သမားတွေဆိုလို့ရှိရင်ကျွန်တော် uric acid stone ဖြစ်ဖို့များတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဂေါက်သမားတွေဆိုလို့ရှိရင်တော့ uric acid များတဲ့အစားအသောက်တွေကိုရှောင်သင့်တယ်ပေါ့နော်အဲ့လိုရေဘူးရအဖြစ်ကျွန်တော်အကြံဉာဏ်ပေးလို့ရတယ်အဲ့တော့ကြည့်မယ်ကျွန်တော် oxalate များတဲ့အစားအသောက်တွေကဘာတွေလဲနံပါတ်1ကကျွန်တော်တို့အများဆုံးပါတာကဟင်းနုနယ်ရက်မှာ oxalate တွေအများကြီးပါတယ်ဟင်းနုနယ်ရက်အပြင်တခြားရှောင်ရမယ့်ဟာတွေကတော့ကျွန်တော်တို့ဒီအာပဲပုတ်တို့ပဲပင်ပေါက်တို့တိုဖူတို့ပဲပြားတို့စတဲ့ဒီ soy product တွေပေါ့နော်အဲ့ဒါတွေကိုရှောင်ရမယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ almond သီးတွေဘန်နာသီးတွေစွန်ပလွန်သီးတွေမတ်မွန်သီးတွေနောက် potato အာလူမှာဆိုအခွန်မှာသူကအများကြီး oxalate တွေပါတယ်ဆိုတော့အခွန်ကိုတေချာပေါက်ခွာပြီးတော့စားရမယ်နောက်မုံလာဥနီအဲ့ဒါတွေရှောင်ရမယ်နောက် berry သီးတွေအဲ့လိုအစားအသောက်တွေမှာ oxalate တွေအများကြီးပါတယ်ဆိုတော့အဲ့ဒါတွေကိုရှောင်နိုင်ရင်တော့ဒီစီးကြောက်ခဏခဏဖြစ်နိုင်တဲ့ဒဏ်ကိုရှော့ချပေးနိုင်တယ်ပေါ့နော်နောက်တစ်ခုက uric acid stone uric acid များတဲ့အစားအသောက်တွေက generally ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအသားနဲ့ငါးတွေမှာပါတယ်အသားမှာကျွန်တော်တို့ကလီစာဆိုစိတ်အုံနှောက်တို့နောက်ပြီးလို့ရှိရင်ကြက်အသေးမြစ်တို့ကြက်ကလီစာတို့သိရမလားနောက်ပြီးလို့ရှိရင်ဘာရှိသေးလဲကျွန်တော်တို့ဝက်ဥတို့ဒီအဲ့လိုဟာမျိုးတွေမှာဝက်သားတို့ဝက်ဥတို့ဘာတို့မှာဆိုလို့ရှိရင် oxalate တွေအများကြီးပါတယ်နောက်ဒီ seafood ပင်လယ်စာမှာဆိုလို့ရှိရင်ဒီ seafood လို့ခေါ်ပင်လယ်စာတွေပေါ့နော်အဲ့လိုတွေမှာကျွန်တော်တို့ဒီ uric acid အများကြီးပါတတ်တယ်ပေါ့နော်ကျွန်တော်အဲ့ဒါတွေကိုရှောင်နိုင်တယ်ဆိုလို့ရှိရင်တော့အခုနပြောတဲ့ကြောက်ဖြစ်စေတဲ့
စီးကြောက်တယ်စေနိုင်တဲ့ risk ကိုအများကြီး short ချပေးစေနိုင်တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့အထင်မှားနေရတစ်ခုရှိတယ်ဘာလဲဆိုတော့ calcium oxalate stone ဆိုတော့ calcium တွေအများကြီးစားလို့ရှိရင်တော့ကြောက်ဖြစ်တယ်ဆိုပြီးတော့လူတွေကအထင်မှားနေကြတယ်ပေါ့နော်အဲ့တော့တချို့တွေက no ကိုရှောင်ကြတယ် no နဲ့ no တဲ့ပစ္စည်းတွေရှောင်တယ်နောက် calcium supplement လို့ပြောတဲ့ calcium အပူဖြည့်ဆွက်စာတွေကိုကျွန်တော်ရှောင်ကြရတယ်ပေါ့နော်ဒါကမလို့ဘယ်လိုလဲဆိုတော့ calcium ကကောင်းတဲ့အချက် calcium ခန္ဓာကိုယ်ထဲကိုများများဝင်တဲ့အခါကျတော့မှသူက oxalate တွေကိုတွားပေါင်းပေးတယ်တွားပေါင်းပြီးတော့ calcium oxalate ဖြစ်တဲ့ chance ကို short ချပေးလိုက်တယ်အဲ့တော့ calcium များလေလေကြောက်တယ်ဖို့ chance ကနည်းလေလေအဲ့တော့ calcium ပါတဲ့အစားအသောက်တွေဖြစ်တဲ့အခုနပြောတဲ့ no နဲ့ no ထက်ပစ္စည်းတွေစားပေးဖို့လိုတယ်ပေါ့နော်ဒါတွေကကိုယ့်ရဲ့အယိုးကျန်းမာရေးအတွက်လည်းကောင်းတယ်ပေါ့နော်no တောက်လို့ရတယ်တနေ့ကိုတစ်ခွက်နှစ်ခွက်အဲ့လိုမျိုးတောက်လို့ရတယ်နောက် calcium ဖြည့်ဆွက်စားတွေစားလို့ရတယ်အားစေးတွေတောက်လို့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေနဲ့ပတ်သက်ပြီးစိုးရင်စရာမရှိဘူးဆိုတော့ကျွန်တော်ထည့်ပြီးတော့ပြောချင်တာတချို့က calcium ကကြောက်ဖြစ်စေရဆိုပြီးတော့ calcium ပါတဲ့ဟာတွေကိုအများကြီးရှောင်ပလိုက်တာမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကမလိုဘူးပေါ့နောက်တစ်ခုကစားကခန္ဓာကိုယ်ထဲမှာကြောက်ဖြစ်တာကိုတွန်းအားပေးတယ်ဆိုတော့ကြောက်ခဏခဏတဲတဲ့လူဆိုလို့ရှိရင်ကျွန်တော်တို့စားတတ်ကိုဒီနေ့ကို1500 mg ထက်ပိုပြီးတော့မစားရင်အကောင်းဆုံးပဲနောက်ပုံမှန်ကြောက်တစ်ခါမှမတဲဘူးတဲ့လူဆိုလို့ရှိရင်တော့အများဆုံးဒီနေ့ကိုစားတဲ့စားပမာဏက2300 mg ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီတချို့ဟာတွေမှာအညွန့်တွေပါတယ်ပေါ့နော်အညွန့်တွေပါတယ်အဲ့မှာစားပမာဏဒီတချို့ဒီအစားအသောက်တွေမှာစားပမာဏဆိုဒီယမ်ပမာဏဘယ်လောက်ပါတယ်ဆိုတာမျိုးညွှန်းထားရရှိတယ်အဲ့တော့ကြောက်ခဏခဏတဲတဲ့လူတွေဆိုလို့ရှိရင်တော့ဒီစားတက်ကိုတစ်နေ့ကို1500 mg အောက်မှာပဲစားတင်တယ်နောက်ပြီးလို့ရှိရင်စားတစ်ခါမှမတည်ဘူးတဲ့လူဆိုလို့ရှိရင်တော့2300 mg အောက်မှာပဲစားတင်တယ်ပေါ့နော်ကိုယ့်အကိုချက်လို့ရှိရင်ချိန်ပြီးတော့ချက်လို့ရတယ်ပေါ့နော်အဲ့ဒါမျိုးတွေဒါကိုယ့်အတွက်အထောက်အကူဖြစ်စေနိုင်ပါတယ်နောက်ထပ်တစ်ချက်ကကြောက်ကက်အားကောင်းစေတဲ့ဟာကြောက်ကက်အားကောင်းစေတဲ့ဟာကဘာလဲဆိုလို့ရှိရင်နေ့စဉ်နေ့တိုင်းလေ့ကျင့်ခန်းလုပ်ရင်ကြောက်ကက်အတွက်တွေးလည်ပတ်မှုပမာဏကောင်းပြီးတော့ကြောက်ကက်အားကောင်းတယ်တနေ့ကိုနိုင်ဝက်လောက်လေ့ကျင့်ခန်းလုပ်ရမယ်လမ်းလျှောက်တာဖြစ်ဖြစ်ခတ်တွတ်လမ်းလျှောက်တာဖြစ်ဖြစ်ရေကူးတာဖြစ်ဖြစ်ပြေးတာဖြစ်ဖြစ်နောက် gym တနေ့ကိုသွားတနေ့ကိုထားပါတော့နိုင်ဝက်လောက် gym သွားဆော်တာမျိုးတို့ weight မာတာတို့ဒါတွေကခန္ဓာကိုယ်ထဲမှာဒီကြောက်ကက်အတွက်ကိုအထောက်အကူအများကြီးဖြစ်စေတယ်ပေါ့နော်ကြောက်ကက်တွေးလည်ပတ်မှုကောင်းစေတယ်ပေါ့နော်အဲ့အတွက်ကောင်းတယ်နောက်ပြီးလို့ရှိရင်စီးကြိုသမားဆိုလို့ရှိရင်လည်းစီးကြိုတွေကိုထိန်းကြောက်ကက်သမားတွေးတိုးသမားဆိုလို့ရှိရင်လည်းတွေးတိုးတွေကိုထိန်းပေါ့နော်ဒါတွေကကိုယ်ကြောက်ကက်ကျန်းမာရေးအတွက်အထောက်အကူအများကြီးဖြစ်စေနိုင်တယ်ကြောက်ကက်ကျန်းမာနေရဲ့သူ့အလုပ်သူလုပ်နိုင်တယ်ဆိုလို့ရှိရင်ရေတက်လည်းကောင်းကောင်းရတယ်ဆိုလို့ရှိရင်တော့ဒီစီးကြောက်တဲတဲ့ chance ကအများကြီးရော့ကျစေနိုင်တယ်ပေါ့နော်အားလုံးပဲကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေ See you next time